ဘာလဲဖောက်ကြည့်မယ်နော်အားလုံးပဲမင်္ဂလာပါဒီကျွန်တော်တို့ရောက်ရှိနေတာတော့ဒီ cosmetic လေးอ่ะ cosmetic shop ဖြစ်ပါတယ်ကျွန်တော်တို့အတိတ်ရောက်လာတဲ့ Yuki Weekend ကို unboxing လုပ်မှာဖြစ်တယ်ဘယ်လောက်ဒီလှလဲဆိုတော့ကျွန်တော်တို့အရင်ဖောက်ကြည့်မယ်အောင်နော်ကဲအားရွေးမယ်ပြောတဘာဝယ်ဖောက်ပြမယ်နော် ငါတပတ်ပဲဖောက်ခိုင်းတယ်လေ အကုန်ပြန်ပါလို့ ဒီ Yuki Weekend ဒီနော်ဒီကပ်ပြဘာရအောင်မင်းခက်မှန်ကြီး ကပြ အနက်နဲ့ဘာရအောင်မင်းခက်မှန်ကြီး အဖြူရောင်ပါ စိမ်းအောင် ဆေးအောင် အဲ့ဖြစ်အောင်မင်းတွေ့သွားပြင်မယ် ကပြ တန်မင်းခိုးကြည့်တော့ အေးလှတယ် တန်မျက်လုံးလဲရအောင်မလှည့်ရအောင်ဒါပေမဲ့မျက်လုံးနှစ်ယောက်ဆက်ဘတ်တလန်ဒီဘတ်တလန်စိုးရင်နော်ဒါပေါ့အမ် ပေါ်မှာ ပေါ့မဒီလိုမျိုးရောက်နေပါ ဒီကောင်လေးကနည်းနည်းအမှားသားပေါ့အမွှေးမပါဘူး ကြီးမနေနဲ့ ဒီကောင်လေးကအမွှေးမပါဘူး ဒီလိုမျိုးမွေးမပါဘူးဘာလဲပါမယ်နော်ပေါ့မမှန်တော့ဒီဟုတ်ပြီအညူရောင်လေးနဲ့ဟာဒီမှာကပ်ပါနော် ပါသူ့အဲ့ရမိုင်း ကပ်ပါရုပ်တိုင်းကပ်ပါဟုတ်တယ်ဟာသိ ရုပ်တိုင်းကပါဒီ ဘယ်လိုမျိုးစားမိကြ ဒီမှာလေးမပါဝိုင်းတယ်ကွာ အဲ့ဒါပဲအေးဟုတ်တယ် ဒီမိုင်းလေ ဟာစပွဲတင်တာဆက်ရှယ်လာမယ်ကျွန်တော် gaming stream မယ်ဆိုရင်တော့စပွဲတင်တာ ဒါဘယ်လောက်လဲ 3 3000ဘာလဲဖောက်ကြည့်မယ်နော် မင်းပြောပါ ငါဖောက်လို့လားမသိပါဘူးကွာဒါသူ့ရဲ့အိတ်လေး ဘယ်ရောင်ပါတယ်ပေါ့ဒီမှာသူ့ရောင်ဟုတ်လား secret ရောင်2ရောင်ပါတယ်လား ဝါဆန် ဟာဘာရောင်လဲဆိုတော့မသိဘူး ဒီ နော် ကောင်ကတော့ဝါဆန်လို့ခေါ်ပါတယ်သူ့အတန်လေး အမဲရောင်လားအနံငါလည်းမရှိဘူးမှုနေဒီပါအမဲရောင်လား Oh my ဘောတယ်ဘောတယ် Rose လက်ဖူးနဲ့တော့တူတယ်ဒီကောင်က ဘာရောပဲ ပြန်ရောက်မယ်နော် ဆိုဒီဆိုင် ဆိုတဲ့ဆိုင် မျက်လုံး2ရောင်နဲ့ပဲပြတာဒါတော့2900 2000ခွန်းထောင် 2900 အဲ့ကောင်မိုက်တန်တယ်တော်တန်တယ် ဒါဘာရောင်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဘာရောင်နေလဲ အသားရောင် မဟုတ်ဘူးဒီမှာဟဝိုင် ဟို ဒီမှာ ပြန် အကောင်လာတယ်ကွာတန်တာကဒီကောင် ကြီးပဲရမျက်လုံးလှည့်ပြဟာမျက်လုံးဆွေအောင်လုပ်လို့ရတယ်မပြတ်ဒီမျိုးစီရလေး ညတော့ဒီကောင်းလည်းမျိုးပါနော်မင်းလေးအောင်နှေးဆင်းအောင်လုပ်လို့ရပါ နောက်ဆုံး မင်းမော မင်းမီရမင်းလဲရယူလိုက်မယ်နော်ဒီကောင်ဈေးပလား 9000အတိနဲ့ရမှာဖြစ်ပါတယ် ဒီကောင်9000အယောင်ပြတာ မင်းဘယ်ရလိုချင်လဲကွာ secret အယောင်လိုရင်လည်း အာ မင်းလိုရော secret ရလာပြီပဲအောင်ပဲမဲရမှာပဲငါယူစားရမှာပဲငါယူမယ်ပါမယ်နော်ပြပြအားရအောင်လေပထမဆုံးရအောင်ပါပါ ဒီက ပထမဆုံးရအောင် အိုး မဲ ဒီကောင်ကပို့ကောက်တယ်ကွာစပင်း အေးစပိန်ဘောကောက်နေတာဒီကခေါင်းမလျှော့ရပြီမျက်လုံးလှည့်လို့ရတယ်မရဒီကလှည့်မရအောင် မိုက်တယ် အော်တော့ချက်သူအပြင်မှာထောက်တာလားဒီထဲသူမထည့်တာ ဒီကောင်ကြီးကအိမ်မှာခြီလိုက်ရင်တော့တော်တော်နဲ့လက်နဲ့မမျှလာဟုတ်တော်ကြီးနေတယ် တော့ကြီးရအားလုံးပဲဘယ်လိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအရောက်လေးကိုလိုချင်ရင်တော့ဒီနေအန် cosmetic ဆိုင်မှာဘယ်လိုဝယ်လို့ရတာပေါ့နော်မော်လမြိုင်မြိုင်သားရအမတ်စနစ်ကျောင်းရှိတမိန်ပဒန်းလဲမြိုင်သားရစီးနာဘဝမှာကြတော့တက်တယ်လုပ်လို့ရတာပေါ့နော် တက်တဲ့ချစ်တဲ့ တက်တယ်ချစ်တယ် အင်္ဂလိပ်စင်း ဒီမှာကြတော့ရောက်ဖောက်လို့ရတယ်ကျွန်တော်တို့ဒီမှာပဲလာမှုနေတယ်ပေါ့နော် အားလုံးပဲ ကျေးဇူးတင်ပါတယ်